ဒီနေ့တော့ကျွန်တော်တို့ body work တက်ပုတ်ကြမှာဖြစ်ပါတယ်။အဲမဲ့ကျွန်တော်ပွားမှာတော့ body work ခါမှမပုတ်ဘူးပေါ့နော်။ပြောရင်တော့ရုံမှာမဟုတ်ပါဘူး။ကျွန်တော်တို့ body work blue skin နဲ့ပုတ်တယ်ဆိုတာကိုလိုက်လံကြည့်ချူပေးပါဦး။အဲ့တော့ကျွန်တော် body work ပုံမဲ့နေအောင်ရောက်ပြီဖြစ်ပါတယ်။ မြင်နေရတယ်ဖွင့်တောင်းလာမကစားနဲ့ဖွင့်တောင်းနဲ့body work ကိုလာလို့ရှိရင်ဘယ်လိုမျိုးထိပ်ပုတ်ရလဲဆိုတာကိုတော့ဆရာပြနေဖြစ်ပါတယ်။ ဟုတ်တယ်3 1ကျွန်တော်တို့ကန်ကောင်းနဲ့ပြောရမယ်ဒီမှာနေကန်ကျောင်းသားတွေကိုနော် body work ပုတ်ခဲ့တယ်ပေါ့နော်စလိုကရောင်းနဲ့တူတူထားပုတ်ပေးပေါ့နော်ပိုင်ဝါမကျင်းနေလို့ဆိုသူကပေါက်ရတော့မသိဘောလုံးတွေမှာပေါက်ခဲ့တယ်တယောက်ရကွင်းနဲ့ဝင်ပြီးတော့တီးတီးငင်နဲ့ကျန်နေတဲ့လူတယောက်ကလည်းရှိတယ်နော်1 5ဒါပြီဝေး2 5ဟုတ်တယ်ဟုတ်ပါဘူးဟုတ်တယ်မဆရာစကီးပါဘူးရှူပါဟုတ်တယ်ကွာ2 6ကျွန်တော်ဝိုင်းပေါ်မှာနေရသေးတယ်နိုင်ဝဲပြီးတော့မယ်ကုတီဘယ်လိုလုပ်မှမတည်သေးဘူးဖြစ်ပြီဘယ်လိုလဲဘယ်လိုလုပ်အောင်ကိုယ်ဘွဲပြီးတယ်လို့လားတဲ့မော်တော့လက်စမ်းပြလိုက်ဖြစ်ပါတယ်တဲ့မော်2 6မမကြဘူးငါဒီမှာကြည့်ရတဲ့တောင်းသားရကျွန်တော်ဘယ်မှာလုပ်နေကြရတောင်းလို့စုပ်ပြီးတဲ့နေခံကောင်းကြီးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်တယ်စိုက်ကတော့မှန်ကြရိုက်တော့မစိုက်ပါစစ်တူအာကြီးတော့စစ်တူ7 2position ရတော့ရမ်းမဲ့တဲ့ position တွေပါဆက်နေတာယူကြီးကြားတယ်ကွာမိုက်တယ်9 2ဟော8 2အမေရေးဆရာတဲ့ရန်တော်လေးပေါ့နော်အဲ့လိုကျေးဇူးတင်ပါတယ်9 2ဒီနေ့တော့ဒီတော့ပါပဲ